ဒီအလေးအကျင့်ဆိုးတွေကိုဖျောက်ပစ်ပါ၁ကိုလက်လေးကျင့်ကံမလုပ်ခြင်း၂ဆက်လိမ့်တဲ့အရက်ကိုအလွန်အကျွံတောက်ခြင်း၃အစီနဲ့တကြားကိုအလွန်အကျွံစားသုံးခြင်း၄Body Mass Index BMI ညွှန်းကိန်းဟာ30မှ40အတွင်းဖြစ်နေခြင်း၅စာဖတ်တဲ့အလေးအကျင့်မရှိခြင်း၆အတွေးလွန်ခြင်းသို့မဟုတ်မပြတ်သားခြင်းခွန်ကိုအလေးအနက်ထားသလောက်အလုပ်ကိုအားသွန်ခွန်ဆိုင်မလုပ်ခြင်း၈ဆိုရှယ်မီဒီယာအတွက်အချိန်ပေးလွန်ခြင်း၉ကြံဖန်ပြီးစိတ်ဓာတ်ကြခြင်းဒီအကျင့်ဆိုတွေသင်မှာရှိနေပြီဆိုရင်အမြန်ဆုံးဖျောက်ပစ်နိုင်အောင်ကြိုးစားပါစိတ်ရောကိုယ်ပါကျန်းမာချမ်းသာဖို့အတွက်အကြံပြုချက်တွေဖြစ်ပါတယ်